ဒီတက်စမတ်ဒီအစ်ကိုဘယ်လိုစမတ်ရမလဲဆိုပြီးလူတော်တော်များများလာမေးနေကြတဲ့အတွက်ဒီနေ့မိတ်ဆွေတို့ဒီတက်စမတ်ဒီအစ်ကိုဘယ်လိုစမတ်ရမလဲဆိုတာပြန်လည်မျှအောင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်လို30ဘတ်နဲ့စမတ်လို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့52ဘတ်စမတ်ရမယ်ပေါ့နော်ကျွန်တော်တို့စမတ်2မျိုးစမတ်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ပထမစမတ်1မျိုးကကျွန်တော်တို့ဒီတက် app software တော့သွားပြီးတော့ကျွန်တော်တို့စမတ်ပေးရမယ်ပေါ့နော်ဘယ်လိုစမတ်ရမလဲဆိုတာကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးပထမဆုံးမိမိရဲ့ဖုန်းထဲမှာဒီတက် app software လေးရှိတာဖို့လိုအပ်ပါတယ်ပေါ့နော်မရှိသေးတဲ့သူတွေကတော့ကျွန်တော်တို့ Play Store မှာသွား down လိုက်ပါရှိပြီးသားသူတွေအတွက်ကတော့ကျွန်တော်တို့အတန်းဝင်ပြီးသုံးရုံပဲပေါ့နော်ကျွန်တော် software လေးတော့ဝင်လိုက်မယ် software လေးတွေဝင်ရောက်လာပြီဆိုရင်ကျွန်တော်ကတော့ဒီမှာမြန်မာလိုပြောင်းထားတာဖြစ်တဲ့အတွက်မြန်မာလိုပေါ်နေတာပဲဖြစ်ပါတယ်တချို့တွေကလာပြောကြရပေါ့နော်ဒီနေရာမှာကျွန်တော်မစမတ်ခင်တခုပြောချင်တာကကျွန်တော်တို့ software ကိုမြန်မာဘာသာပြောင်းချင်တာပဲဖြစ်ဖြစ်အင်္ဂလိပ်ဘာသာပြောင်းနေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုပြောင်းရမလဲဆိုတော့ပထမဆုံးကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီအောက်ကမြင်းချောင်းလေး3ချောင်းပို၍ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်က setting ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်က app ဘာသာစကားဆိုတဲ့နေရာကိုနှိပ်မယ်ဒီမှာဆိုရင်ကိုကြိုက်တဲ့ဘာသာစကားကိုထားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့မြန်မာဘာသာထားတာဖြစ်တဲ့အတွက်မြန်မာဘာသာပဲထားပြီးလိုက်မယ်ပေါ့နော်ကဲဒါဆိုရင် software လေးကိုမြန်မာဘာသာဘယ်လိုပြောင်းလဲဆိုတာသိသွားပြီဖြစ်တဲ့အတွက်စမန်နီးကိုဆက်ပြီးပြောပြမယ်ပေါ့နော်ကျွန်တော်ဘက်ခောက်လိုက်မယ်ကျွန်တော်ဒီအောက်က package များဆိုတဲ့ထဲကိုဝင်လိုက်မယ်ခဏစောင့်မိလိုက်မယ်ပေါ့နော်package များတဲ့ကိုရောက်လာပြီဆိုရင်ကျွန်တော်ဒီ net ဆိုတဲ့ကဘာလုံးနဲ့ပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်အပေါ်လေးကိုနည်းနည်းဆွဲတင်ပေးလိုက်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့32ဘတ်တန်စမတ်2ခုရှိရပေါ့နော်ကျွန်တော်တို့ကအပေါ်ကစမတ်မဟုတ်ပဲနဲ့ဒီအောက်ကနေ့စဉ်အလိုလျောက်တက်တန်းတိုးမီဆိုတဲ့စမတ်ကိုဝယ်ပေးမယ်ပေါ့နော်ကျွန်တော်တို့ဝယ်မယ်ဆိုရင်ယခုဝယ်မယ်ဆိုအောင်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဝယ်ထားပြီးသားဖြစ်တဲ့အတွက်မနှိပ်ပြတော့ဘူးပေါ့နော်ကျွန်တော်ဒီစမတ်တစ်ခုကိုဝယ်ပြီးသွားရတယ်ကျွန်တော်တို့ပထမတစ်ခုစမတ်လို့ပြီးပေါ့နော်ကျွန်တော်တို့ဒုတိယတစ်ခုထပ်ပြီးစမတ်ရမယ်ပေါ့နော်ကျွန်တော်တို့နှစ်ခုစမတ်ပေးရမှာပေါ့နော်ကျွန်တော်တို့နောက်ထပ်တစ်ခုစမတ်ပေးရမယ်ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်တို့ရိုးရိုးဖုန်းကနေပြီးသွားစမတ်ရမယ်ပေါ့နော်ကျွန်တော်တို့စမတ်ကဏ္ဍတော့စတာ1ခွန်စတာ30ရှက်ဆိုပြီးကျွန်တော်တို့စမတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့20ဘတ်ပဲကြာမယ်ပေါ့နော်ကျွန်တော်တို့ဒီစမတ်2မျိုးကိုစမတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာအင်တာနက်ကိုတက်လာစိတ်ကြိုက်အသုံးပြုလို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ